အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာဝေမျှပေးမှာကတော့အသုံးဝင်တဲ့လက်ထောက်ဆွဲနည်း၄နည်းနဲ့ဘယ်နေရာတွေမှာအသုံးပြုလို့ရတယ်ဆိုတာကိုပါဝေမျှပေးသွားမှာပါရှင်ဒီတထောင်မှာတောက်ထဲချုပ်တာကဘယ်လိုမျိုးတွေမှာချုပ်လဲဆိုပွဲတက်လက်လိုမျိုးတွေကုတ်လိုမျိုးတွေမှာဆိုလို့ရှိရင်တထောင်မှာတောက်ထဲချုပ်ကြတယ်ဘာလို့ချုပ်တာလဲဆိုလို့ရှိရင်သူကတက်ကြီးမဟုတ်ပဲねကွေးသွားရလေတထောင်ရဲ့ပုံစံကလည်းကွေးလေးရှိအဲ့တော့ပွဲတက်ဖြစ်တဲ့ address မှတ်လဲကြက်ဖြစ်ရမယ်ပြီးတော့လို့ရှိရင်တက်တာလေးလဲဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တထောင်မှာတောက်ထဲချုပ်ကြတယ်ပထမဆုံးအနေနဲ့နောက်ချမ်းရဲ့အောက်ခြေမှာဆွဲတဲ့တောက်ဆွဲနည်းပုံစံကိုပြောပြပေးပါမယ်ဒီအပေါ်ရဲ့ဒီပေါ့နော်ဒီအကျယ်နဲ့ဒီအောက်ရဲ့အကျယ်ကတူရပါမယ်ပြီးရင်ဒီနောက်ချမ်းရဲ့အကျယ်နဲ့ဒီအောက်ရဲ့အကျယ်ကလည်းအတူတူဖြစ်ရပါမယ်စင်တာလိုင်းမြန်းနေပြီးတော့ဒီဘက်ကို1.5 cm ထွက်ရပါမယ်အဲ့1.5ထပ်ထားတဲ့အမှတ်နဲ့ဒီ shoulder point နဲ့ကိုအသစ်ပြန်ဆွဲရပါမယ်ဒီမှာကိုယ့်ရဲ့လက်ဝတ်တန်ဖိုးက16 cm ဖြစ်တယ်ဆိုရင်ပက်လေပွားစာမှာဥပမာ2ပေါင်းမယ်ဆိုရင်18 cm ဟိုဘက်ဒီဘက်နှစ်ချမ်းရှိတဲ့အတွက်နှစ်နယ်စားတော့9 cm အဲ့တော့1.5ထွက်ထားတဲ့အမှတ်ကနေပြီးတော့9 cm မှတ်ရပါမယ်ဒီ9 cm အမှတ်နဲ့ဘေးကအမှတ်ကိုတိုင်းလိုက်လို့ဒီတန်ဖိုးကတိုင်းလိုက်တာဥပမာဒါဒီဘက်တက်မှာဆို 5.5 ရတယ်ဒီကနေပြီးတော့ဒီထိတိုင်းနဲ့ရတဲ့တန်ဖိုးကိုဒီဘေးကနေနောက်ချမ်းရဲ့ဘေးကနေပြီးတော့အထဲကို5ဒီရတဲ့တန်ဖိုးကိုဝင်မယ် 5.5 အဲ့အမှတ်ကလေးကိုအရင်မှတ်မယ်ဒီ1.5ဝင်ထားတဲ့အမှတ်ကနေပြီးတော့ကိုယ့်ရဲ့ပေါ့နော်9 cm အမှတ်ကိုအရင်မှတ်ရမယ်လေဒီဘက်ကအရှိတချမ်းရဲ့9 cm ဒါကနောက်ချမ်းရဲ့9 cm အဲ့ဆိုလောဝတိုတယ်18ရမယ်ဆိုရင်ဒီဘက်ကဝင်ထားတဲ့အမှတ်ကလေးနဲ့5.5ဝင်ထားတဲ့အမှတ်ကလေးနဲ့ဒီအမှတ်ကလေးရဲ့ကွာခြားချက်ကိုကြည့်ပါအဲ့ကွာခြားချက်ကဒီမှာဆို 4.5 ရပါတယ်အဲ့ဒါဒီထောက်စာပါထောက်တန်မိုးပါလက်ပြထောက်တန်မိုးပါ5မှတ်ထားလိုက်နော်မှတ်ထားပြီးဒီမှာဒီဝင်ထားတဲ့အမှတ်ကနေပြီးတော့ဒီမှာ center line အဲ့ဒါကိုတဝက်မှတ်လိုက်လို့ဒီမှာ 4.5 ထောက်တန်မိုးရထားမယ်အဲ့ဆိုရင်ဟိုဘက်ကို2.25ဒီဘက်ကို2.25မှတ်ပါဒီဘက်ကို2.25ဒီဘက်ကို2.25မှတ်ပါမယ်ဒီကနေပြီး1.5 center 1.5ရွှေ့ထားတဲ့မြင်းကနေပြီးတော့ကိုယ့်ရဲ့လက်ဝါတချမ်းစာ9 cm ကိုမှတ်တယ်အဲ့မြင်းကိုအသစ်ထပ်ပြီးတော့ဆွဲမယ်ဒီဘက်ကနေပြီးတော့ 5.5 ဝင်ထားတဲ့အမှတ်ကိုဒီထောက်ကိုဒီလက်အသစ်ပြန်ဆွဲမယ်ဒီတထောင်မြင်းကနေပြီးတော့ဒီအသစ်ဆွဲထားတဲ့မြင်းနဲ့ဒီဆန်နာရွှေ့ထားတဲ့အပြမြင်းပြလေးဆွဲထားတဲ့မြင်းအဲ့ဒါနှစ်ခုကိုတဝက်ဝက်ပါမယ်ဒီဟာနဲ့ဒီဟာကိုတဝက်ဝက်ပါမယ်ဝက်ထားတဲ့အမှတ်နဲ့ဒီ2 point ဒီထောက်ပေါ့နော်2.25ဆိုတဲ့ဒီထောက်တန်မိုးဟာကိုဆွဲပါမယ်ဒီမြင်းကနေမှ 0.6 cm ဆင်းပါမယ်ဒီမှာ 0.6 cm ဆင်းပါမယ်ပြီးဒီမြင်းအရှည်ရဲ့ 0.6 ဆင်းထားတဲ့အတိုင်မို့ကိုတိုင်းပါမယ်အဲ့ဒါတိုင်းနဲ့29.5ရတယ်ဆိုရင်ဒီဘက်မှာလည်းဒီထိတ်ကနေပြီးတော့ဒီဘက်ကို29.5အရှည်ရအောင်ပြန်မှတ်ပါမယ်0.6 ဆင်းထားတဲ့အမှတ်ကလေးကို90 degree တင်ပြီးတော့90 degree ဒီလိုမြင်းပေါ်မှာ90 degree တင်ပြီးတော့ဆွဲပါမယ်ဆွဲပြီးတော့ပေကွေးလေးနဲ့နည်းနည်းလေးဒီတောက်ချုံနေရာလေးကိုဖြည့်ပေးပါမယ်ရှည်တိုင်းဒီဘက်မှာဆွဲထားတဲ့မြင်းလေးကိုလည်းဒီမှာရှိတဲ့ဟာလေးကိုဆက်ပါမယ်ဒီလိုလေးဆက်လိုက်ပါတကယ်လို့ကိုကဒီလက်ထောက်ကိုချုပ်မယ်ဆိုရင်ဒီတထောင်မြင်းကနေပြီးတော့သူ့ရဲ့ဟာကိုဘယ်လောက်ဆင်လို့ရလဲဆိုရင် 2.5 cm သို့မဟုတ်5 cm တိဆင်းပြီးတော့ထောက်ပြန်မှတ်ပြီးတော့ပြန်ချုပ်လို့ရပါတယ်ဒီအမှတ်ကလေးပါအခုအသစ်ဆွဲလိုက်တယ်ဒီဟာလေးကို 2.5 or 5 cm ဆင်းပြီးတော့ချုပ်လို့ရပါတယ်ဒီတောက်မှတ်ကလေးပါကိုဆွဲပြီးတဲ့ပတံကိုညှိမယ်ဆိုရင်ပြန်ကြည့်လိုက်ဒီမှာညီပါတယ်ဒီလိုမျိုးပြလေးဒီတိုင်းလေးပဲဒီထောက်ကလေးကိုချုပ်လိုက်လို့ရှင်ဒီအောက်ခြေမှာလက်ထောက်နဲ့ပတန်လေးရပါပြီဒီအောက်ခြေတွေကိုညှိထားတွေပါညီဖို့အတွက်ကိုကြည့်မယ်တခုလိုပြောမယ်ဆိုဒီ6တွေ 5.5 တွေ 4.5 တောက်တန်မိုးတွေ 5.5 တွေကပုံသေးမရှိဘူးတယောက်နဲ့တယောက်ရဲ့ lap ဝပေါ်မူတည်ပြီးတော့ပြောင်းလဲမှာပါကိုယ့်ရဲ့လက်ဝဒီမှာကလက်ဝတန်မိုးက16 cm ပွားစာက2 cm ပြီးတော့လို့ရှိရင်နှစ်ချမ်းရှိလို့ဟိုဘက်ဒီဘက်နှစ်ချမ်းရှိတဲ့အတွက်နှစ်နဲ့စားတယ်အဲ့ဒါမှ9ရတကယ်လို့ကိုယ့်ရဲ့လက်ဝါးက18ဆိုရင်18ထဲဒီမှာ2ထဲ20ဆိုရင်2နဲ့စားလိုက်ရင်10ရကိုယ့်ရဲ့လက်ဝါးပေါ်မူတည်ပြီးတော့ပြောင်းလဲသွားမယ်အဲ့တော့ဒီမှာကလက်ဝါးကဒီဘက်တစ်ချမ်းက1.အသစ်ထွက်လာတာက1.5ထွက်တယ်1.5မြင်းကနေပြီးတော့9 cm ထွက်တယ်အဲ့9 cm နဲ့ဒီဘေးမြင့်ဒီမြင်းနဲ့ကွာခြားချက်က5.5ရှိအဲ့ကွာခြားချက်ကိုနောက်ချမ်းကနေပြီးတော့ဝင်ပြီးတော့5.5ဝင်တယ်
ဒီကနေဒီဆန္ဒမြင်းကနေပြီးတော့မှကိုယ့်ရဲ့နောက်ထပ်တစ်ချမ်းစာ18ပြည့်ဖို့ဆို6လေဟိုဘက်ဒီဘက်ဆိုဒီက6ဆိုရင်ဒီဆန္ဒမြင်းကနေပြီးတော့အရင်ဆုံး6 cm 9 cm မှတ်လိုက်တယ်မှတ်လိုက်ပြီးတော့မှဒီအမှတ်ကလေးနဲ့5.5 ဝင်ထားတဲ့အမှတ်နဲ့ဒိုင်းစီနဲ့အမှတ်ရဲ့ကွာခြားချက်ဒီဒါဒေါက်တာမိုးထွက်လာမှာအဲ့ဒါကိုအရင်ဆုံးဒီမှာတိုင်းလိုက်တဲ့တမိုးကကိုရဲ့လောက်ဝပုံမူဒီထွက်လာတဲ့ဒေါက်တာမိုးအဖြစ်ထွက်မယ်အဲ့ဒါမှတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကထွက်လာတဲ့ဒီအမြင်းလေးနဲ့ဒီ 1.5 ရွှေ့ထားတဲ့မြင်းလေးကိုစင်တာမြင်းလေးကိုတိုင်းလို့ရတဲ့အဖြစ်ကိုတဝက်မှတ်မယ်ပြီးလို့ရှိရင်ဒီမှာကကိုက5ရလည်းရမယ်6ရရင်လည်းရမယ်ဒီမှာ 4.5 မလို့4.5ဒီမှာတကယ်လို့6ရခဲ့မယ်ဆိုလို့ရှိရင်အလဲမှတ်ကနေပဲဟိုဘက်ဒီဘက်3တကယ်လို့5ရခဲ့မယ်ဆိုဟိုဘက်ဒီဘက် 2.5 ဒီမှာ 4.5 မလို့ဟိုဘက်ဒီဘက် 2.5 အဲ့ဒါကိုဟိုဘက်ဒီဘက်ထိုးပြီးတော့ airport တထောင်မြင်းထီကိုတောက်ဆွဲတယ်ကိုကချုပ်မှာဖြစ်တဲ့အတွက်ဒီကနေပြီးတော့တထောင်မြင်းကနေပြီးတော့မချုပ်ပဲနဲ့တထောင်ကနေ 2.5 ကနေ5ထိဆင်းပြီးတော့တောက်ချုပ်လို့ရတယ်အဲဆိုဘယ်လိုညှက်မလဲဆိုရင်ဒီအခုပြသွားတဲ့အတိုင်းလေးပဲညှက်မယ်ဒီလိုအဖေနဲ့ထောက်ဝိုင်းမြင်းလေးအတိုင်းလေးပဲဒီမှာညှက်မယ်ဒီမြင်းလေးဒီဟောင်းညှက်မယ်ပြီးရင်တောင်ညှက်မယ်ပြီးရင်ဒီဟောင်းညှက်မယ်တောက်ပေါ်တော့အောက်ခြေမှာတောက်ယူတဲ့ပုံစံဘယ်လိုမျိုးအခြေအနေမှာချုပ်လဲဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဒီတိုင်းပဲကိုယ့်ရဲ့လက်ဝါ18ဆိုလို့ရှိရင်ပွားစာရွယ်ပေါင်းပြီး18တို့ပါလို့ရတယ်ဆိုရင်ဒီတိုင်းပဲကို18ချုပ်လိုက်တာလေအခုဟာကျတော့တောက်ရှိတ်လေးနဲ့ဆိုတော့တောက်ရဲ့ effect လေးလည်းပါမယ်ပြီးသွားလို့ရှိရင်ရုပ်ထွက်လေးရလဲလှဘယ်လိုအခြေအနေမျိုးမှာသုံးလို့ရလဲဆိုဒီလိုမျိုးတောက်ကိုမယူဘဲနဲ့အဖွင့်ဒီဇိုင်းတောက်ရဲ့ shape ပုံစံမျိုးလက်ကိုလည်းအလှလိုချင်တယ်အခွဲဒီဇိုင်းလေးလိုချင်ဒီလိုပုံစံမျိုးလေးလည်းချုပ်လို့ရတယ်တကယ်လို့တောက်ချဲချုပ်လိုက်လည်းရတယ်ဒါတောက်မလို့ကြည့်ပဲနဲ့ခွဲချုပ်တဲ့ပုံစံမျိုးဆိုဒီပုံစံလေးလည်းချုပ်လို့ရတယ်အဲ့ဒါမှကိုကဒီလက်ကိုနောက်ချမ်းရဲ့အောက်ခြေမှာထည့်တဲ့တောက်ကိုမလိုချင်တထောင်မှာထည့်ချုပ်တဲ့ဟာကိုလိုချင်နေဆိုရင်ဒီထိအရင်ဆွဲထားမယ်ဆွဲထားပြီးသွားပြီဆိုလို့ရှိရင်ဆွဲထား80 cm ဒီဆွဲထားပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီတောက်ကိုမလိုချင်တဲ့အတွက်ဒီတောက်ကိုခွဲမယ်ပြီးရင်တထောင်တောက်ကိုဖွင့်မယ်ဖွင့်ပြီးတော့ဒီတောက်ကိုတိတ်ကပ်မယ်တောက်တံမိုးပြန်ထွက်လာပြီဆိုလို့ရှိရင်ညီအောင်လို့ဒီဟာကိုပြန်ညှိမယ်ညှိပြီးတော့ထွေးစင်နှိပ်မယ်နှိပ်ပြီးတော့ရလာတဲ့ဟာကိုဆွဲမယ်ပြီးရင်ချုပ်ရမှာကဒီဟာဒီအခုဆွဲလိုက်တယ်ဒီဟာနေတဲ့ဒီမြင်းအဲ့ဒါလေးကိုချုပ်ရမှာအဲ့မှာအောက်ကနေပြီးတော့တောက်ပိတ်ပြီးတော့ခွဲလိုက်တဲ့ဟာကတောက်စာတံမိုးကသေးတယ်နည်းနည်းကြီးကျင်တယ်ဆိုလို့ရှိရင်နောက်တစ်ခုရှိတယ်အခုဒီအောက်ခြေထောက်ကိုပိတ်ပြီးတော့တထောင်ထောက်ကိုဖွင့်ပြီးတော့တထောင်မှာချုပ်မယ်ဒါပေမဲ့ဒီထောက်တံမိုးကသေးတယ်နည်းနည်းထောက် effect တံမိုးကြီးကျင်တဲ့အခါမျိုးကြရင်ဒီထိဆွဲထားမယ်အဲ့တော့ကိုကကြီးကျင်နေဆိုရင်ဒီကနေပြီးတော့ဒီထောက်တံမိုးကနေပြီးတော့ 2.5 to 2 cm ပေါ့နော်ဒီမှာ2 cm ပဲဆင်းမယ်2 cm ဆင်းထားတယ်ဆိုတော့ဒီဟာကတောက်အစ်စ်ဖြစ်သွားပြီဒီကနေပြီးတော့ဒီ2 cm ဆင်းထားတဲ့ဟာကတောက်အစ်စ်တံမိုးဖြစ်သွားပြီအဲ့ဒါကချုပ်ရမှာ2လောက်ဆင်းရင်အတော့ပါပဲ2 cm လောက်ဆင်းပြီးတော့တောက်အစ်စ်ဆွဲဒီအကျဲကနေပြီးတော့အမှတ်ကနေပဲစီးဆင်းထားတဲ့အမှတ်တီကိုတောက်အစ်စ်ပြန်ဆွဲတယ်ဒီကမတူတော့ဆိုတော့ဒီဘက်ကဒီတထောင်မြင်းရဲ့ဒီအမှတ်ကနေပြီးတော့ဒီအထိတံမိုးတိုင်းတယ်အဲ့ဒါကတိုင်းလိုက်တာပေါ့နော်ဒီမှာတော့26ရတယ်26ရတဲ့အတွက်ဒီ2 or 2.5 ဆင်းထားတဲ့အမှတ်ကနေပြီးတော့ပြန်ပြီးတော့90 degree အဲ့26ဆိုတဲ့တံမိုးကိုအစ်စ်ပြန်ဆွဲမယ်ပြန်ဆွဲလို့ရတဲ့အမှတ်ကနေပြီးတော့90 degree မြင်းဖြောက်တစ်ချောင်းဆွဲမယ်ဆွဲလို့ရတဲ့ဟာနဲ့မြင်းနဲ့ကိုပေတံလေးကိုဒီလိုမျိုးတင်ပြီးတော့ပြလေးဆွဲမယ်မြင်းမှာ2000ပန်တန်ဆွဲမယ်ဆိုလို့ရှိရင်ဒီပုံမှန်တောက်သေးလေးမဟုတ်ပဲနဲ့2 cm ထပ်ပြီးတော့တောက်ထိုးထားတဲ့ဆင်းပြီးဆွဲထားတဲ့ပတန်ထိဆွဲထားတဲ့ဟာကိုဆွဲထားမယ်အဲ့အနေမှာဒီကနေပြီးတော့ဒီတောက်အမှတ်ကနေပြီးတော့ဒီအောက်ကို 2.5 cm ဆင်းမယ်ဆင်းပြီးတော့ဒီအမြင်းနဲ့အပြိုင်ဆွဲမယ်ထောက်ကိုလိုချင်သလောက်အညီမျှဟာမယ်ဟာပြီးတော့ရင်ချုပ်ရမယ်ထောက်ဒီကနေဒီကိုချုပ်ရမယ်ဒီဟာဒီချုပ်ရမယ်ဒါဒီမှာဒီအမှတ်ကနေဟာဒီလိုချုပ်မယ်ဒီလိုဆွဲဆွဲလိုက်တဲ့အမှတ်ဒီချုပ်ရမယ်ထောက်ဘုတ်ခဲနဲ့ချစ်လိုက်တဲ့ဟာဒီထောက်မယ်ထောက်ဒါလေးကိုပြန်ညှိပါမယ်ပြန်ညှိပြီးတော့လိုလေးနဲ့ပြန်ပြီးတော့ညှိပြီးတော့ပေါ်လာတဲ့ဟာလေးကိုဆွဲပြီးတော့ချုပ်စာထုတ်ပြီးတော့ညှက်အားလုံးညီကုန်းချွတ်မယ်ဆိုလို့ရှိရင်ကိုကနောက်ချမ်းမှာအောက်ခြေမှာထောက်ထည့်မဲ့ပတန်ဆိုလို့ရှိရင်ဒီပတန်ကိုသုံးမယ်တကယ်လို့ကိုကအောက်ခြေမှာတောင်းမသုံးမဲ့နဲ့တထောင်မှာဖွင့်မယ်ဆိုလို့ရှိရင်အောက်ခြေကိုပိတ်ပြီးတော့တထောင်ဖွင့်တဲ့ဒီပတန်ကိုသုံးမယ်အဲ့ဒါဆိုရင်ကိုရဲ့ဒီ
မူရင်းဟာပဲထွက်လာမယ်ကိုယ့်ရဲ့ထွက်ရမယ်တောက်တံမိုးပဲထွက်လာမယ်တကယ်လို့ဒီတောက်တံမိုးကတိတ်လို့ကြီးကျင်နေဆိုလို့ရှိရင်ဒီတောက်ကနေပြီးမှ 2.5 လို့တူးဆင်းပြီးတော့အစ်စ်ပြန်ဆွဲပြီးတော့မှအောက်ခြေကိုပြန်ဆွဲထားတဲ့ဒီဘက်တံကိုသုံးမယ်အဲ့ဒါကိုမှ2000သုံးမယ်ဆိုရင်ဒီတောက်အကြီးထက်ချဲ့ထားတဲ့ 2.5 ကနေတူးဆင်းထားတဲ့ဟာကိုမှနောက်ထပ်2.5ထပ်ပြီးဆင်းထားတဲ့ဟာကိုမှ2000ခွဲထားတဲ့ဒီဘက်တံကိုသုံးမယ်ဒီတောင်မှာတောက်ထိတ်ချုပ်တာတွေကဘောနော်ဟိုပုံသေးရဲလို့တော့မရှိကိုယ့်ရဲ့ဒီဇိုင်းပေါ်မူတည်ပြီးကိုလိုချင်တဲ့ပေါ်မူတည်ပြီးတော့ဖန်တီးလို့ရအောင်လို့ဒီဟာလေးကိုဝေမျှပေးတာဖြစ်တယ်အဲ့တော့ဟိုကိုလိုချင်တဲ့ပေါ်မူတည်ပြီးတော့ဟိုဒီတောင်တောက်တွေကိုပေါ့နော်ပြောင်းလဲပြီးတော့အသုံးပြုနိုင်ပါတယ်ဒီနေ့ဝေမျှပေးလိုက်တဲ့လက်ထောက်ဆွဲနည်းတွေရဲ့ note တွေကိုဟို Facebook comment မှာတင်ပေးထားတာမဟုတ်လို့လိုအပ်တယ်ဆိုလို့ရှိရင်စိတ်ထားလို့ရပါတယ်ရှင်